အခုနောက်ပိုင်းဖုန်းဖွင့်လိုက်တာနဲ့ကြားဖြန့်ဒါကြားဖြန့်ကိစ္စလဲ ကြားဖြန့်ကိစ္စอ่ะ ကြားဖြန့်နှိမ်နည်းတွေကြားဖြန့်စစ်ပွဲကြားဖြန့်လောက်ကင်သူတွေဆိုကြားဖြန့်ခေါင်းဆောင် အခုနောက်ပိုင်း K-Pay Center တွေကိုတွားရင် OTP ကုန်းနဲ့ပတ်သက်ပြီးတော့မှသတိထားရမယ့်အချက်လေးတွေကို TV ပေါ်မှာခဏရွတ်ပြနေတာကိုမြင်ဘူးကြမယ်လို့ထင်တယ်။ဘာလို့လဲဆိုရင်ဒီ OTP share ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှငွေလိမ်ခံရတာတွေအများကြီးရှိခဲ့တယ်။ ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါညီမတို့ဘာနဲ့ပြန်လို့သေးတဲ့အခါမှာစစ်သေးထုတ်လေးချဆောင်ပေးမှဖြစ်ပါတယ် ဟုတ်လား ကိုယ်မချပဲမသိသေးဝင်ကြည့်ထားပေးပါတက်လာစစ်သေးထုတ်ကလည်း6လုံးတွေ့ပြီဆိုရင်အများလေးပြန်ပြောပေးရမှာဖြစ်ပါတယ် ကျွန်တော်ရေးလေးတဲ့သိရှိချက်အရငွေလိမ်တဲ့လူတွေရဲ့အတွက်ဒီနီးကအလွယ်ဆုံးနဲ့အမြန်ဆုံးနီးတစ်ခုပါဒီဗီဒီယိုကြည့်တဲ့လူတွေထဲမှာလည်းအမျိုးမျိုးနည်းနဲ့ငွေအလိမ်ခံရခဲ့တဲ့သူရှိကောင်းရှိလိမ့်မယ်အထူးသဖြင့်ကျွန်တော်တို့နိုင်ငံမှာဆိုရင် online shop တွေပေါ့ငွေကျူလွဲခိုင်းပြီးတော့မှပစ္စည်းပြန်မပို့ပေးဘဲနဲ့ block ချသွားတာတွေအဆက်အသွယ်လုံးဝဖြတ်တောက်ပလိုက်တာတွေငွေကျူလွဲခိုင်းပြီးတော့မှတမာအာဇီဝနီးနဲ့အလုပ်လုပ်တဲ့ online shop တွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတစ်ချိန်မှာလဲ့စားတဲ့လူတွေနဲ့ကြုံပြီးတဲ့နောက်ပိုင်းရိုးတသားအလုပ်လုပ်နေတဲ့သူတွေအပေါ်မှာပါယုံကြည်မှုကနည်းလာတယ်ကျွန်တော်ရဲ့ personal အမြင်အရအခုနောက်ပိုင်း online shop လုပ်တဲ့သူတွေကို delivery service တွေဖြစ်တဲ့ Royal Express, Ninja Van စတဲ့ service တွေနဲ့ cash on delivery တာဝန်ယူစာချုပ်တစ်ခုပေးပါတယ်ကျွန်တော်ဒီ service တွေကို promote လုပ်နေတာတော့မဟုတ်ပါဘူး service တွေဘက်ကနေငွေဆောင်ရပေမဲ့ကျွန်တော်ရဲ့အတွေ့အကြုံအရရည်ရှိသွားတဲ့ online shop တော်တော်များများဒီစနစ်ကိုကျင့်သုံးလာကြတာကိုတွေ့ရတယ်အမှန်တော့ငွေလိမ်တဲ့သူတွေကအမြဲတမ်းအရှိတဆပူစဉ်းစားလေးရှိတယ်ဒါကကျွန်တော်ကိုယ်တိုင်လက်တွေ့ကြုံခဲ့ဘူးတာပါနှစ်လလောက်ရှိရကျွန်တော် Facebook page တစ်ခုကနေ CapCut Premium Pro 6 လစာအကောင့်တစ်ခုဝယ်ခဲ့တယ်အားနဲ့တပတ်လောက်အကြာမှာကျွန်တော်ရဲ့အကောင့်မရှိတော့ကျွန်တော်ဘက်ကနေသူတို့အကျဉ်းချင်းပြန်ဆက်သွယ်တယ်ကျွန်တော်လုံးဝ block ချသွားတယ်ပြီးတော့လုံးဝအဆက်အသွယ်ကိုဖျက်ပလိုက်တယ်ဖုန်းနံပါတ်တွေလည်းအကုန် block ပလိုက်တယ်နောက်မှကျွန်တော်သိလိုက်ရတာကျွန်တော်ရဲ့ account ကိုကျွန်တော်ရဲ့ device ထဲကနေဖျက်ချလိုက်ပြီးတော့မှ member အသစ်တယောက်ကိုထည့်ခဲ့တာပါနောက်တစ်ခုကအကျွေးနဲ့ပတ်သက်ပြီးတော့မှ scamming လုပ်ခံရတဲ့ကျွန်တော်ရဲ့အတွေ့အကြုံပါအမှန်တော့ကမ္ဘာပေါ်စီးပွားရေးလုပ်ငန်း90%လောက်ကအကျွေးနဲ့လည်းပတ်နေပါတယ်အထူးသဖြင့်နယ်စပ်တွေမှာလက်ကားအလုပ်လုပ်တဲ့လူတွေဆိုရင်ကြုံမှုကြမယ်လို့ထင်တယ်ကျွန်တော်ရဲ့အတွေ့အကြုံအရပြောရမယ်ဆိုရင်သူတို့တွေကအရင်ဆုံး amount နည်းနည်းလေးအကျွေးယူသွားတယ်ပြီးတော့သူတို့အချိန်အတွင်းမှာပြန်ပြီးတော့မှလာဆက်တယ်ဒုတိယတစ်ခေါက်3သိန်းမိုးယူသွားတယ်ပြန်လာဆက်တယ်2သိန်းမိုးယူသွားတယ်ပြန်လာဆက်တယ်3သိန်းမိုးယူသွားတယ်ပြန်လာဆက်တယ်တဖြည်းဖြည်းနဲ့အမောက်များလာပြီဆိုရင်ရုပ်တရက်ကြီးဒုံဝါပျောက်ကွယ်သွားတယ်အစအနောက်မရှိတော့ပရိသတ်တို့လည်းကြုံမှုကြမှာပါလိန်တဲ့သူတွေကအမျိုးမျိုးပုံစံနဲ့လိန်တယ်ဒါပေမဲ့ overall ခြုံကြည့်မယ်ဆိုရင်ကျွန်တော်တို့သူတို့တွေကယုံကြည်မှုတစ်ခုရလာအောင် manipulate လုပ်ပြီးတော့မှပဲသူတို့ဖြစ်ချင်တာကိုရအောင်လုပ်ကြတယ်ဆိုတာပါဒါဆိုဒီလို scammer တွေကကျွန်တော်တို့လိုတာမန်လူတွေကိုပဲ target ထားကြတာလား2013နဲ့2015ခုနှစ်ကြားမှာကမ္ဘာအကြီးဆုံး tech company ဖြစ်တဲ့ Facebook နဲ့ Google ကို scam လုပ်သွားတဲ့သူတော်မှရှိပါတယ်သူနာမည်က Alveldas လို့ခေါ်ပြီးတော့မှ Lithuania နိုင်ငံသားတစ်ယောက်ပါသူက quantum computer နာမည်သုံးပြီးတော့မှ company အယောင်ဆောင်ဘဏ်အကောင့်အယောင်ဆောင်ပြီးတော့ email လိုက်စာအတူနဲ့ scam လုပ်နိုင်ခဲ့တာပါပြီးတော့နောက်တစ်ယောက်က Barbara Corcoran လို့ခေါ်တဲ့အမေရိကရဲ့အကြီးဆုံးအိမ်ချမ်းမြေရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ယောက်ပါသူလည်းကြားဖြန့်အုပ်စုတစုကနေဒေါ်လာ4သိန်းကျော်အလင်ခံရခဲ့ပူပါတယ် scammer ရဲ့လက်ချက်နဲ့ကြုံခဲ့ပူတဲ့တခြားစီးပွားရေးလုပ်ငန်းရှင်ကြီးတွေအများကြီးရှိပါတယ်ဒါပေမဲ့သူတို့တွေကိုလိမ်တဲ့အချိန်မှာလဲ scammer တွေကသူတို့ system နဲ့ဝင်ပြီး hack လုပ်ပြီးတော့မှ virus တွေထည့်ပြီးတော့မှငွေလိမ်ခဲ့တာလုံးဝမဟုတ်ပါဘူးရိုးရိုးရှင်းရှင်းပဲ manipulate လုပ်ပြီးတော့မှလိမ်ခဲ့တာပါဒါဆိုပရိသတ်တွေရဲ့ခေါင်းထဲမှာဒီလိုအလိမ်မခံရအောင်ကိုကဘယ်လိုပြင်ဆင်ထားရမလဲဘယ်လိုမျိုးသတိထားရမလဲဆိုတဲ့မိကုန်းတစ်ခုရှိကောင်းရှိလိမ့်မယ်တခြား influencer တွေအများကြီးရှိပါတယ်ကဲလို့ဒီလိုဖြစ်လာရင်ဒီလိုကြိုတင်ပြင်ဆင်ထားရမယ်ဆိုတဲ့အချက်တွေပေါ့နော်ဒါပေမဲ့အသေးစိတ်ကိုတော့ဘယ်သူမှမပြောနိုင်ပါဘူးရှေးလူကြီးတွေပြောခဲ့တဲ့အတိုင်းမတိတဲ့သူတယောက်ကိုငွေထုတ်ပေးတော့မယ်ဆိုရင်အကျဉ်းချင်းစဉ်းစားပါဆိုတဲ့ဟာပါအခုချိန်ဒီ scam ဖြစ်လာခဲ့တဲ့လူတွေရဲ့အလိမ်ခံရတဲ့အမျိုးမျိုးပုံစံကိုတစ်ခုချင်းစီအသေးစိတ်ရှင်းပြနိုင်မယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုက4-5 နာရီထိကြာသွားနိုင်ပါတယ်လွယ်ကူလုံးနဲ့အခွင့်အရေးကအမြဲတမ်းအန်ဒီကိုဖုံးကွယ်ထားတတ်ပါတယ်လွယ်နဲ့ရမယ်ဆိုတဲ့အရာကအမြဲတမ်းတန်တရားထားတဲ့အရာပါလုံးမလို့ပဲရမယ်လို့ပြောလာတဲ့အချိန်အန်ဒီကကျွန်တော်ရဲ့အနောက်ကိုရောက်နေပြီးသားပါလမ်းမလျှောက်ပဲပန်းနိုင်ရောက်မယ်ဆိုရင်ဒီလမ်းကလုံးဝမမှန်ပါဘူးလွယ်ကူတဲ့အောင်မြင်မှုဆိုတာအများဆုံးကလိမ်လည်မှုနဲ့ပဲစတင်ပါတယ်ကျွန်တော်ဒါမျိုးတွေပြောနေတာမနစ်ဖြန်ကျွန်တော်ကိုလိန်သွားမဲ့သူပေါ်ရင်လဲပေါ်လာနိုင်ပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကနေအကောင်းဆုံးသတိထားဖို့တော့လိုတာပေါ့